အိမ်မဲမျိုးရဲ့ကားလန်တက်ရောက်ပြည့်ကျက်နေလာအောင်စီကားနေတဲ့အိမ်မဲမျိုးလက်ပံကုန်းကြီးရွာရဲ့ကင်းနှစ်တကူပွဲတော်ဟုတ်ပါတယ်ယနေ့19ရက်12လ2025တောက်ကြနေလျာဆိုရင်ကျွန်တော်တို့ရဲ့ကင်းရဲ့မျိုးသားနှစ်တကူပွဲတော်လေးပဲဖြစ်ပါတယ်1964ခုနှစ်ကနေ1965ခုနှစ်သို့ကူးပြောင်းသွားတဲ့ကင်းရဲ့မျိုးသားနှစ်တကူပွဲတော်ကိုကျွန်တော်တို့ရဲ့အိမ်မဲမျိုးနဲ့လက်ပံကုန်းကြီးရွာမှာရှိတဲ့ကင်းမျိုးသားနှစ်တကူမြင်ကွင်းချို့ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ယနေ့ကရင်နဲ့တခုမြင်ကွင်းများဟာဆိုရင်ပြည့်ဒီမြင်ကွင်းတွေမှာမြင်တဲ့အတိုင်းပါပဲကျွန်တော်တို့ပျော်ရွှင်စည်းလုံးစွာနဲ့ကင်းအမျိုးသားနဲ့တခုပွဲတော်ကြီးကိုအိမ်မဲမြို့တော်မှာကြိုသူနေကြတာဆိုရင်ပြည့်ကင်းဒုံကလာများနဲ့မိဘပြည်သူများဟာလည်းကြည့်ရှုကအားပေးနေလျက်ရှိပါတယ်ကားလန့်တလျှောက်စိုက်ကယ်များနဲ့တကွာပြည့်ကျက်လို့နေပါတယ်ကျွန်တော်တို့ကင်းရိုးရအစင်လာကင်းမျိုးသားနဲ့တကူပွဲတော်ကြီးရဲ့မနက်ခင်းလေးမှာတော့ရောင်နေထွက်ပေါ်လာတဲ့အများကျွန်တော်တို့ရဲ့ပြည်တော်သမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့အလံတော်ကြီးရဲ့နဘေးတွင်ကျွန်တော်တို့ကင်းမျိုးသားအလံတော်ကြီးကိုရောင်နေထွက်ပေါ်လာတဲ့နေတို့လွင့်တင်ကအလေးပြုကြတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ content creator blogger ဒန်လေးပဲဖြစ်ပါတယ်ခင်ဗျာ